အားလုံးမင်္ဂလာပါဖို့ဖတန်ဆရာကျိုးဆိုပါတယ်အာဆင်နယ်ကတော့ချန်ပီယံလိကွာတားဖိုင်နဲ့ပထမကျော်ပွဲမှာဆိုရင်တစ်ဖက်ကစပိုတင်းကိုအဝေးကွင်းမှာအနိုင်ရရှိခဲ့တဲ့အာဆင်နယ်ကကျွန်တော်တို့ဒီစပိုတင်းကိုဟာဘတ်ရဲ့နောက်ကျကိုနဲ့နိုင်ပြီးတော့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးအခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားတယ်ဒုတိယကျော်မှာဆိုရင်အာဆင်နယ်ကအိမ်ကွင်းမှာဆိုရင် PR ပို့ပြီးတော့ရော့လာတာတွေ့ရတယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်တကယ်လို့သူတို့ကနောက်တစ်ဆင့်တက်ဖို့တော်တော်လေးအခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားတာတွေ့ရတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ရဲ့လူစင်ကအပြောင်းလဲအချို့တော့မြင်တွေ့ခဲ့ရတယ်တိုက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဘက်တောင်မန်နေရာမှာဆိုရင်ထော့ဆက်ပါတယ်ပြီးတော့တိုက်စစ်နေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ရော့ခရက်ပွဲထွက်ခဲ့တဲ့ကွင်းလဲမှာဆိုရင်ကျွန်တော်တို့ဒီဂလန်ဝိုင်းနဲ့ဆိုမန်ဒီပြန်ပြီးတော့ပါတယ်ကိုသမားနေရာမှာဆိုရင်တစ်ဖက်ကဒေးဗစ်ဝါယာပြန်ပြီးတော့ကိုဖန်တယ်ဒီနေရာမှာနောက်တန်းကိုကြည့်မယ်ဆိုရင်နောက်တန်းကတော့အပြောင်းလဲမရှိဘူးသူတို့တင်းရဲ့ပြီးခဲ့တဲ့ပွဲလူစစ်တိုင်းပဲဆက်ပြီးတော့ပွဲထွက်ခဲ့တဲ့ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ရဲ့ကစားပုံကတအားကြီးတော့မကောင်းခဲ့ဘူးအဓိကသူတို့တင်းရဲ့တိုက်စစ်ပိုင်းတိုက်စစ်ကစားပုံကိုကြည့်မယ်ဆိုရင်အာဆင်နယ်ကဒီပွဲမှာတအားကြီးမကောင်းခဲ့ဘူးဒီနေရာမှာတစ်ဖက်ကကျွန်တော်တို့ဒီစပိုတင်ဘက်ကိုအာဆင်နယ်ကဘာမှကျွန်တော်တို့ဒီချင်းချောက်နိုင်စွမ်းလည်းမရှိခဲ့ဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ short target အမေဆိုအာဆင်နယ်ကအများကြီးမလုပ်နိုင်ခဲ့ဘူးဒီနေရာမှာတစ်ဖက်ကကျွန်တော်တို့ဒီကွင်းလက်ကကျွန်တော်တို့ဒီ ODGAT တို့တော်တော်လေးခြေကြတယ် ODGAT ကိုကြည့်မယ်ဆိုရင်သူကဘောလုံးကိုရှေ့မပေးဘူးဒီနေရာမှာဆိုရင်နောက်ပြန်တွဲတယ်ဘေးတွဲတယ်ဒီနေရာမှာတိုက်စစ်ပိုင်းကိုသူကဘာမှအခွင့်ဖန်တီးမှုလည်းမလုပ်နိုင်ခဲ့ဘူးဒါအပြင်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီတောင်ပန်နေဖြစ်တဲ့ထော့ဆက်တို့ပြီးတော့ကျွန်တော်တို့ဒီမဒူဂီတို့တိတ်ပြီးတော့မစွန်းခဲ့ဘူးဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကဂိုးမရခင်အထိအခွင့်အရေးဆိုလို့မို့အဲဆက်ပြီးကနေပြီးတော့ကျွန်တော်တို့ဒီကွန်နာကနေပြီးတော့မဒူဂီကွန်နာတင်တာတိုင်မန်တာအဲ့လောက်ပဲရှိတယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီဂိုးမရခင်အထိတက်ဆက်ပိုင်းကိုကြည့်မယ်ဆိုရင်ဘာမှအခွင့်အရေးအများကြီးမဖန်တီးနိုင်ဘူးဒီပွဲမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီစပိုတင်ကိုသမားကိုကြည့်မယ်ဆိုရင်သူကဘာမှတော့အများကြီးလုပ်စရာမရှိခဲ့ဘူးဒီနေရာမှာဆိုရင်သူ့စီလာရဲ့ဘောလုံးကိုကောက်ပြီးဖမ်းတယ်အဲ့လောက်ပဲကျွန်တော်တို့ရှိတယ်လက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကပြောမယ်ဆိုရင်အခွင့်အရေးအများကြီးမဖန်တီးနိုင်ခဲ့ဘူးဒီနေရာမှာဆိုရင်ရခဲ့တဲ့ကျွန်တော်တို့ဒီဂိုးကိုကြည့်မယ်ဆိုလည်းတစ်ဖက်ကကျွန်တော်တို့ဒီဒီရောက်ခရကလူကြုံခဲ့တယ်ဆိုတော့ဒါမျိုးရရှိတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီထက်ပြီးချီကျူးရမှာကတစ်ဖက်ကကျွန်တော်တို့ဒီတပည့်ဝါယာကိုထပ်ပြီးတော့ချီကျူးရမယ်ဝါယာကိုကြည့်မယ်ဆိုရင်သူကဒီပွဲမှာတကယ်ကိုအရေးပါတဲ့ကာကွယ်မှုတွေနှစ်ကြိမ်အထိလုပ်ခဲ့တဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအဲစပိုတင်ဘက်ကကျွန်တော်တို့ဒီ counter check ကိုတပည့်ဝါယာကာကွယ်တယ်ဒါအပြင်ကျွန်တော်တို့ဒီဒုတိယပိုင်းပြီးကန်ဒီမှာဆိုရင်တစ်ဖက်ကစပိုတင်ကကောင်တာပြင်ပြီးဖောက်တာကိုဝါယာကာကွယ်တယ်ဆိုတော့ဒါမျိုးကျွန်တော်တို့ရှိတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Sporting ကလည်းသူတို့တင်းရဲ့ကစားပုံတော်တော်လေးကောင်းတယ်ဒီနေရာမှာအဓိကကိုကြည့်မယ်ဆိုရင်ကောင်တာတော်တော်လေးကောင်းခဲ့တာတွေ့ရတယ်ပွဲစမှာဆိုရင် Sporting ဘက်ကကျွန်တော်တို့ဒီဘားတိုင်းမှန်လို့ကိုမရခဲ့တာဒါမျိုးရရှိတယ်ဒါအပြင်ဝါယာကိုကြည့်မယ်ဆိုရင်သူကအရေးပါတဲ့အကောက်အမှုတွေသူကပြုတ်လုပ်ခဲ့တဲ့ဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဝါယာကိုလည်းအသိမဲ့ပြုတ်ပြီးတော့ချီကျူးရမယ်ဒီနေရာမှာအာလီတာကိုကြည့်မယ်ဆိုရင်သူလည်းလူစားလဲတာတွေမှန်တယ်ဒီနေရာမှာဆိုရင်အလုံးဖြစ်တဲ့ကျွန်တော်တို့ဒီ Tosset ကိုထုတ်တယ်ပြီးတော့ODGAT ကိုထုတ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Downman တို့ပြီးတော့ Harvard တို့ Martinelli တို့အောင်မဲ့ဆိုရင်ထည့်ခဲ့တယ် Martinelli ကိုကြည့်မယ်ဆိုရင်သူက Harvard ရဲ့ဂိုးမှာဆိုရင်ဖန်တီးပေးတယ် Harvard ရဲ့ကျွန်တော်တို့ဒီဂိုးမှာဆိုရင် Martinelli ရဲ့ဖန်တီးပေးမှုတော်တော်လေးကျွန်တော်တို့ဒီအစင်းတန်းမြင့်တဲ့ဖန်တီးမှုသူလုပ်နိုင်ခဲ့တယ်ဒီနေရာ Martinelli ကိုကြည့်မယ်ဆိုရင်သူကရှေ့ပွဲမှာဆိုရင်ထောက်ရှောက်ဝပတ်မှုတွေခံရတယ်ဒါပေမဲ့ဒီပွဲမှာဆိုရင်သူကတကယ်ကိုအစင်တန်းမြင့်တဲ့ဖန်တီးမှုလုပ်ပြနိုင်ခဲ့တယ်ဒီနေရာမှာပွဲပြီးကနေမှာဆိုရင်သူကကျွန်တော်တို့ဒီဘောလုံးကိုဆွဲတဲ့ဆုံကိုအတင်းဆွဲပြီးတွင်တယ်ပြီးတော့ကျွန်တော်တို့ဒီအသားလေးဟာဘဲကိုအမှားပြီးတော့ချပေးတယ်ဟာဘဲကိုကြည့်မယ်ဆိုရင်သူကအသားလေးကျွန်တော်တို့ဒီထိမ့်ပြီးတော့ကိုသမားရဲ့ကျွန်တော်တို့ဒီဒေါင်းလေးကိုကန်ပြီးတော့အနိုင်ကိုတွင်းခဲ့တယ်ဒီနေရာမှာကိုကြည့်မယ်ဆိုရင်တကယ်မှရေးပါတဲ့ဂိုးလို့ပြောလို့ရတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Arsenal ဘက်ကအကောင်းဆုံး player ကိုကြည့်မယ်ဆိုရင်ကိုသမားဖြစ်တဲ့ဒေးဝါယာတော်တော်လေးကျွန်တော်တို့ဒီကောင်းတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်တို့အရေးပါတဲ့ဂိုးတွေဖန်တီးပြီးတော့တွင်းနိုင်ခဲ့တဲ့ Martinelli တစ်ဖက်ကကျွန်တော်တို့ဒီကိုင်ဟာဘက်တော်တော်လေးကျွန်တော်တို့ဒီကောင်းတယ်ဒီနေရာမှာ Arsenal ကိုကြည့်မယ်ဆိုရင်သူတို့ကအဝေးကွင်းမှာဆိုရင်နိုင်ပွဲပြန်ပြီးတော့ရခဲ့တဲ့ဒီနိုင်ပွဲကိုကြည့်မယ်ဆိုရင်တကယ်ကိုအရေးကြီးတယ်
တကယ်တမ်းကကျွန်တော်တို့ဒီအာဆင်နယ်ကအဝေးကွင်းမှာဆိုရင်သူတို့ကနိုင်ဖို့ရာကတော့မလိုအပ်ဘူးဒါပေမဲ့သူတို့ကိုကြည့်မယ်ဆိုရင်ရှီနေပွဲမှာဆိုလည်းရှုံးထားတယ်တကယ်တမ်းကကျွန်တော်တို့ဒုတိယကြော့မှာဆိုရင်အာဆင်နယ်ကသူတို့ရဲ့အိမ်ကွင်းမှာဆိုရင်ကစားမှာဒီနေရာမှာအဝေးကွင်းမှာဆိုရင်သူတို့ကတေရမယ်ဆိုရင်အဆင်ပြေတယ်ဒါပေမဲ့အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ရှီနေပွဲရှုံးတာကြောင့်ဒီပွဲမှာဆိုသူတို့ကနိုင်ဖို့ပို့ပြီးတော့လိုအပ်ခဲ့တယ်ဒီနေရာမှာနောက်ကျကုန်တဲ့အာဆင်နယ်ကနိုင်ပွဲပြင်ပြီးတော့ရှာဖွေတွေ့ရှိခဲ့တယ်ဒုတိယကြော့မှာဆိုအာဆင်နယ်ကအိမ်ကွင်းမှာဆိုရင်ကစားရမယ်ဒီနေရာမှာဒီပွဲအနိုင်ကြောင့်အာဆင်နယ်ကဒုတိယကြော့မှာဆိုရင်ပို့ပြီးတော့အခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားခဲ့တယ်ဆိုတော့အားလုံးပဲလာပဲကောင်းကောင်းနေဖြစ်ပါစေ See you ရှေ့တော့လွယ်